အားလုံးပဲမင်္ဂလာပါကျမကစင်ဒီထွန်းပါအခုကျမပြောပြမယ့်အကြောင်းက DB ပေါက်လာလို့ရှိရင်ဘာတွေဆက်ပြီးတော့လုပ်ရမလဲဆိုတဲ့အချက်တွေကိုကျမပြောပြပေးမှာပါကျမကပြီးခဲ့တဲ့ DB 2023ကဝင်တာပါကျမတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့နောက်ပိုင်းမှာ DB winner ဖြစ်လာမယ့်လူတွေအတွက်ကြိုပြီးပြင်ဆင်ထားလို့ရအောင်ဒီဗီဒီယိုလေးကိုကျမတင်ပေးလိုက်တာပါအခုမေလပေါ့နော်3ရက်နေ့လို့ကျမထင်ပါတယ်ဒီအခုလာမယ့်မေလ3ရက်နေ့2025မှာ DB 2026 winner တွေကို result သိရပါလိမ့်မယ်အဲ့ဒီအချိန်မှာကန်ထူးလာမယ့်2026 DB winner တွေအတွက်ကြိုပြီးပြင်ထားလို့ရအောင်အဲ့ဒီ2026တင်မဟုတ်ဘူးနောက်ပိုင်းရောက်လာမယ့် DB winner တွေလည်းကြိုပြီးတော့လေ့လာထားလို့ရအောင်ပြင်ဆင်ထားလို့ရအောင်လို့ကျမရဲ့အတွေ့အကြုံလေးတွေကို share ပေးတာပါDB ပေါက်ပြီဆိုလို့ရှိရင်ပထမဆုံးဘာတွေလုပ်ရမလဲဆိုတော့ DS 260လို့ခေါ်တဲ့ form ကိုဖြည့်ရပါလိမ့်မယ်အဲ့ဒီ DS 260 form ဖြည့်တာကအရင်အရေးကြီးပါတယ်အဲ့ဒီ form ထဲမှာကိုယ့်ရဲ့ personal information တွေကိုဖြည့်ရမှာပါကိုရိုင်းနဲ့မဟုတ်ဘူးကိုယ့်ရဲ့အိမ်တော်ဘက်တွေသားသမီးတွေမိဘတွေမောင်နှမအရင်ချာတွေအဲ့ဒါတွေရဲ့ information တွေအကုန်လုံးကိုဖြည့်ရမှာပါကိုယ့်ရဲ့ပညာအရေးချင်းတွေဖြည့်ဖို့အရေးကြီးပါတယ်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်လုပ်ငန်းအတွေ့အကြုံတွေလည်းဖြည့်ဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ तू က DB ပေါက်တဲ့လူတွေတဲမှာတခါပြန်ပြီးတော့ तू ကဗီဇာအတွက် interview ဝင်ရမှာပါ။ဗီဇာအတွက် interview ဝင်တဲ့အခါမှာကိုယ့်ရဲ့ပညာအရေးချင်းရဲ့ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေပုံ तू ကမူတည်ပြီးတော့ counselor ကဗီဇာထုတ်ပေးတယ်မထုတ်ပေးတယ်ကိုဆုံးဖြတ်တာပါ။အဲ့ဒါကြောင့်မလို့ DB ပေါက်ပြီဆိုတာနဲ့ငါအမေရိကကိုသွားရတော့မှာပဲ။တေးချပြီဆိုပြီးတော့တစ်ထစ်ချဆုံးဖြတ်လိုက်လို့မရပါဘူးစိတ်အေးလိုက်လို့မရပါဘူး DB ပေါက်တယ်ဆိုတာကပထမအဆင့်ပဲရှိပါသေးတယ်အမေရိကကိုလာမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့စဉ်းစားထားရမှာက DB ပေါက်ရုံနဲ့မပြီးသေးပါဘူး DS 260 form တင်ရပါမယ်အဲ့ဒီ DS 260 form မှာဖြည့်လိုက်တဲ့အချက်တွေပေါ်မူတည်ပြီးတော့ကိုဗီဇာရနိုင်လားမရနိုင်လားဆိုတဲ့အချက်တွေအများကြီးဖြစ်သွားပါလိမ့်မယ်DB ပေါက်တဲ့အခါမှာ case number တွေရပါလိမ့်မယ်အဲ့ဒီ case number အကြီးအသေးပေါ်မူတည်ပြီးတော့ကို interview ဝင်ရမယ့်အချိန်လေးလည်းကွာသွားပါလိမ့်မယ်သူက case number သေးတဲ့လူကိုအရင် interview ခေါ်တာပါ case number ကြီးတဲ့လူတွေကတော့နောက်မှ interview ဝင်ရပါတယ်ကျမရဲ့အတွေ့အကြုံအရဆိုလို့ရှိရင် case number စောတယ်ဥပမာအပြင် case number ကရာဂဏန်းပေါ့နော်ဒီလို1000 case number 1000အောက်လောက်ဆိုလို့ရှိရင်ပုံမှန်အပြင်ဆိုရင်သူတို့ interview စခေါ်တဲ့အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလောက်မှာစပြီးတော့ interview ရလေရှိပါတယ် interview ဝင်ရလေရှိပါတယ် interview အောင်သွားတယ်ဆိုလို့ရှိရင်အမေရိကကိုအစောဆုံးအနေနဲ့နိုဝင်ဘာလလောက်မှာစပြီးတော့ရောက်လာပါလိမ့်မယ်ဥပမာဒီ2025မှာ DB ပေါက်တဲ့လူတွေပေါ့နော် case number စောတယ်ဆိုလို့ရှိရင်ဒီ2025နိုဝင်ဘာဒီဇင်ဘာလောက်မှာပဲသူတို့အမေရိကကိုရောက်လာပါလိမ့်မယ်တကယ်လို့ကိုက case number နောက်ကျတယ်ပေါ့နော်နောက်ကျတယ်ဥပမာအပြင် case number 1000ကနေပြီးတော့2000 3000 4000 5000ကြားဆိုလို့ရှိရင် January February March April ပေါ့နော်တခါတလေကြာလို့ရှိရင်လည်း case number 1000ကျော်1000ခွဲ18000လောက်ထိကိုJanuary February March လောက်မှာရောက်လာတာလည်းရှိပါတယ်တစ်နှစ်နဲ့တစ်နှစ်ကမတူပါဘူးဒီ visa bulletin မှာမူတည်ပြီးတော့သူတို့ case number များခေါ်ရင်များခေါ်တယ်လို့ case number ဒီရောက်လာတာမျိုးတွေလည်းရှိပါတယ် case number စောတာနောက်ကျတာနဲ့သူတို့ visa bulletin မှာဘလောက် case number တွေခေါ်မယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့စောတာနောက်ကျတာဖြစ်တတ်ပါတယ်ဒါပေမဲ့စိတ်အေးထားပါအရေးကြီးတာက DB ပေါက်ပြီဆိုတာနဲ့ငါအမေရိကရောက်ပြီဆိုပြီးတော့လုံးဝကြီးကိုရဲ့လှုပ်ရှားရှိတဲ့အလုပ်တွေကိုမလုပ်တော့ဘဲနဲ့အိမ်ကြီးရောင်းလိုက်တာမျိုးကားတွေရောင်းလိုက်တာမျိုးလုပ်ငန်းတွေကိုလုံးဝဆက်မလုပ်တော့ဘဲနဲ့အကုန်လုံးအပြီးပိတ်လိုက်တာမျိုးအဲ့လိုမျိုးတွေမလုပ်ပါနဲ့ DB ပေါက်တယ်ဆိုတာပထမအဆင့်ပဲရှိပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ DB ပေါက်ပြီးရင်ဗီဇာ interview ဝင်ရပါမယ်။ဆေးစစ်ကားပါမယ်။အရေးကြီးတာကဗီဇာ interview အောင်ဖို့အရေးကြီးတယ်လို့ကိုယ့်ရဲ့ကျန်းမာရေးဖြစ်တဲ့ဆေးစစ်တာအောင်ဖို့လည်းအရေးကြီးပါတယ်။ဆေးစစ်တာမအောင်လို့ကိုကဆေးပြန်စစ်ကမယ်။ဆေးတောက်ရဆရာတွေရှိတယ်ဆိုလို့ရှိရင်လေကို interview ဝင်ရတဲ့အချိန်ကြီးနှောင့်နှေးကြန့်ကြာသွားတာမျိုးတွေရှိတတ်ပါတယ်။နောက်ပြီးတော့ visa interview အောင်ဖို့လည်းအရေးကြီးပါတယ်။ interview မအောင်ဘူးဆိုရင်လည်း visa မရရင်လာလို့ရမှာမဟုတ်ပါဘူး။အဲကြောင့်မို့လို့ဆေးအောင်သွားပြီးvisa interview အောင်ပြီး
ဒီ immigration တွေကိုလည်းဖြတ်ပြီးသွားပြီး American မြေပေါ်ကိုရောက်ပြီဆိုရင်စိတ်အေးလို့ရပါပြီအဲကြောင့်မလို့ DB ပေါက်ပြီဆိုရင်လည်းကိုဆက်ပြီးတော့ပြင်ဆင်ရမယ့်ရှေ့မှာရှိတဲ့ဟာလေးတွေကိုကျမကအခုတုတ္တအနေနဲ့မျှဝေပေးတာပါ DB ပေါက်တာနဲ့ဘာလုပ်ရမလဲဆိုရင် DS 260ကိုတင်ပါကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပါကိုယ်မှာယောဂတွေရှိရဆိုရင်ကြိုပြီးဆေးစစ်ထားပါဆေးတွေကုသထားပါဘာဖြစ်လို့လဲဆိုတော့ interview မဝင်ခင်မှာဆေးစစ်ကပါတယ်ကိုယ့်ရဲ့ case number အကြီးသေးပေါ်မူတည်ပြီးတော့ဆေးစစ်ကပါလိမ့်မယ်ဆေးရောက်သွားပြီဆိုရင် interview ဝင်ရပါပြီ interview ဝင်တဲ့အခါမှာလည်းကိုယ့်ရဲ့ပညာအရေးချင်းအလုပ်အကိုင်းမိသားစုအရေးပေါ့ information တွေကိုမှန်မှန်ကန်ကန်လေးနဲ့ပြည့်ပြည့်စုံစုံလေးနဲ့ပေါ့နော်ပြောပြနိုင်တယ်သူတို့ဗီဇာပေးခြင်းနဲ့အချက်လက်တွေပေါ်မှာကိုက်ညီရဆိုရင်ဗီဇာရပါလိမ့်မယ်ရှင်အားလုံးပဲဒီအခုလာမဲ့2026ပေါ့နော် DB ဝင်နာတွေဖြစ်ကြပါစေလို့ကျမကဆုတောင်းပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့လူရင်းဆန္ဒတွေပြည့်ဝကြပါစေရှင်